လာပြီဘဝီမန္တလာဘဝီချစ်ကြီးကကြောနဲ့မန္တလာနဲ့သုံးပြပါလေတေမကြီးဟောခဏမဟာနွေရရှိကြဘာငယ်မောက်ခဏဖိုင်ဝမ်ချန်ပွဲလို့လည်းခေါ်တယ်လို့ဖိုင်ဝမ်စီဆိုင်เนาะပိုင်ရှင်တုံးလည်းဖြစ်ပါတယ်เนาะမျိုးဆက်အားဒီမှာပြန်လာမယ်เนาะအနီယာ1ဆက်ကလေးနဲ့ဝင်းလေးနဲ့ကျင်းနေတာအခုအမိုးလေးနဲ့နေเนาะနည်းနည်းလေးတော့ထိကစားလို့လာပြီဖိုးကြီးမန္တလာဖိုးကြီးကြီးကကြောနဲ့မန္တလာနဲ့သုံးပြပါလေတေမကြီးဟောလာနေတော့စာပြီးစာလုံးကြီးစာလိုက်เนาะအားဒီမှာလာပြီတော့ဒီကဘွားဒီကဆိုလို့ပြန်လာမယ်ဒီကလည်းပါကောင်းတာမှန်ရင်ရောက်တာကြတယ်မဟာကလာပြီဒီဘွားကြီးဘောပါလေဘောဒီကိုင်းစီတိုရာကောင်းတယ်ဟုတ်ကဲ့အဲ့ဒါပြီးလာဖို့တော့အဲ့ဒါမဟာနွေဝါရှက်ကြီးကရှင်းနေတော့သားကြီးပြီးလာဆိုလို့နော်တကယ်ပါသားကြီးဘုံကြီးဟာလောက်ပါပြီဟာရက်ွက်ပါတယ်ကွာဒီကလေးတော့မတွေ့တဲ့နောက်ပိုင်းမှာတော့ဖြစ်လာတာပဲဟောရွာကကိုတော့ကောင်းလာကြကိုတော့ရဲ့တိုင်းနဲ့စာလေးကဲပါနော်အားဒီကိုလာပြီးမလာတိုင်းဟုတ်ဘောမဟုတ်ွယ်ကိုဒီဝတိဝဲအော်ဒီလာတာလေးနောက်ချက်ကလည်းပါသေးတယ်ကဲအားရကျိုးစားမယ်ဒီချွေဒီနော်အဲ့မှာပြန်လာမယ်သားကြီးနည်းနည်းလေးဒီကစားပြီးနော်အောက်ကကွင်းရတော့နည်းနည်းလေးအနေအမြင့်လေးလို့ရအောက်ကကွင်းလေးလည်းနည်းနည်းမကောင်းအောင်ဒီကစားပြီးပါတက်ကိုင်းပါသေးတယ်မရပါသေးနဲ့ခုမရရင်ငါရအမမရပါသေးနဲ့ဖေးအာရပေါ်ပါပြီကွာဒီနေ့တော့ငါမင်းရတော့ဘူးသားရဲ့မင်းရကွာတို့ရသွားပြီလို့နော်ကဲဒီလိုမအဖုတော်ရဲ့ငါဘူးပေါ်မှာဒီတာလက်ဆောင်ဘုတ်ပေါ်မှာအဲ့ဒီမှာထူးညက်တေးကန်အဲ့ဒီမှာမန္တလာကောက်ညက်ဘာလာမလဲဟိတ်မင်းလောက်ကတော့ဟိတ်မရပါသေးနဲ့မရပါသေးနဲ့မရပါသေးနဲ့ဖေးဟိတ်ဟဲအမလီသူ့ဘက်ကတာတာဘူးအားပေးမဲ့သူတွေရှိနေတာလာပြီးအပြောက်ချက်ကြီးရသားကြီးနော်ဝေးကြီးရအဓိကမကြပါဘူးနော်ပတ်စံကအဓိကကြလာပြီးလိုက်နော်ဟိတ်လာပြီးသားကြီးမဟာနွေမြေတန်လက်ဆောင်လေးလာပြီးတော့ကောင်းဆွေးလက်ပြီးတာပွားအဲ့ဒါမဟာနွေဒီရပြီးလာပြီးသုံးချက်နဲ့ဆွေးသွင်းကြည်ပြအကျော်နဲ့မန္တလာမဟာနွေပြန်လာမယ်ဆိုရင်ကြည်ပြအကျော်နဲ့အမသားရင်ဒီဘချီရလေဘချီဝေးရက်ဆက်ပါတယ်သားရင်